တကားလောချထားမှန်းတေချာတိနေရဲ့နဲ့တောင်ထက်ခါစစ်ဆေးတတ်တဲ့သူတွေကိုတင်သတိထားမိဘူးပါသလားတကယ်တော့သူတို့ဟာတန်တဲ့လွန်ကဲနေတဲ့သူတွေမဟုတ်ပါဘူးဒါဟာများသောအားဖြင့်ဦးနောက်ကအာမခံချက်အသစ်တစ်ခုမရမချင်းလုံခြုံတယ်လို့မခံစားရတဲ့ဆွဲလန်းလွန်ကဲမှုပုံစံတစ်ခုကနေမြစ်ဖျားခံလာတာပါဒီလိုအခြေအနေမျိုးကသူတို့ကိုအလွန်မင်းသတိထားတက်လာစေပြီးတခြားသူတွေသတိမထားမိလိုက်တဲ့တင်းငယ်တဲ့အသေးစိတ်လေးတွေကိုတောင်အလိုလိုသတိပြုမိနေစေပါတယ်ဥပမာအားဖြင့်ပူနေသေးတဲ့မိဖို့လေးတစ်ခုပဲဖြစ်ဖြစ်ကိုနဲ့စကားပြောနေတဲ့သူရဲ့လေတံလေးအနှဲငယ်ပြောင်းသွားတာပဲဖြစ်ဖြစ်သူတို့ကအလွယ်တကူခံစားသိရှိနိုင်ကြပါတယ်ဒါဟာအတိတ်မှာခံမှန်းရခက်တဲ့အခြေအနေတွေကိုနေ့စဉ်နဲ့အမျှရင်ဆိုင်ဖြတ်တန်းခဲ့ရချိန်မှာအလိုအလျောက်ဖြစ်တည်လာတဲ့အသက်ရှင်တန်ရေးအလေးအကျင့်တစ်ခုလို့ဆိုနိုင်ပါတယ်ဒါကြောင့်မို့လို့ထက်ခါစစ်ဆေးနေခြင်းဟာမတေချာမရေရာမှုတွေပြည့်နှက်နေတဲ့ဒီကဘာကြီးမှာလုံခြုံတယ်လို့ခံစားရအောင်ပြီးတော့အရာရာကိုတည်တည်ငြိမ်ငြိမ်လေးရှိနေစေအောင်တိတ်ဆိတ်စွာစ조사အားထုတ်နေတဲ့သူတို့ရဲ့နေလန်းတစ်ခုသာဖြစ်ပါတော့တယ်